ညီယုံမျိုးတော်ဤအလင်းဆောင်နတ်သားမင်္ဂလာပါဒါကတော့အနာဂတ်ကာလကညီယုံမျိုးတော်ကြီးပဲဖြစ်ပါတယ်ဒီမျိုးကြီးမှာတော့မြတ်တဖုံးတက်ထားတဲ့သူရဲကောင်းစီဆိုတာရှိတယ်ဇေဟာမျိုးကြီးရဲ့စွမ်းရည်တွေကိုထိမ့်သိမ့်ပေးပြီးလူတွေကိုကာကွယ်ပေးတဲ့အလင်းဆောင်နတ်သားတစ်ပါးပေါ့သူကတော့မျိုးအထက်ကောင်းကင်ရကနေမျိုးကြီးကိုကြည့်နေရတာသိကြိုက်တာဇေမာဘိလို့ခေါ်တဲ့ဆက်ရုပ်တငယ်ချင်းလေးတစ်ကောင်ရှိတယ်ဘိကနည်းနည်းတော့စကားများတယ်ဒါပေမဲ့သူကအရန်ချစ်ဖို့ကောင်းပါတယ်ဒီနေ့မှာတော့ဇေနဲ့ဘစ်တို့ဟာအနာဂတ်လမ်းဘေးမှာခင်မီမုံတွေကိုအတူတူစားနေကြတယ်ဒီနေ့တော့အခြေအနေတွေကအေးအေးဆေးဆေးပါပဲလို့ဘစ်ကပြောလိုက်တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုမျိုးကြီးရဲ့အလဲဘဟုမှာရှိတဲ့ညာလို့ခေါ်တဲ့ AI ဆက်ဦးနောက်ကြီးကအနိရောင်တွေလင်းလာတယ်ညာဟာမျိုးတစ်ခုလုံးကိုထိန်းချုပ်ထားတဲ့စနစ်ကြီးပေါ့တတိပေးချက်စွမ်းရည်တွေလုံလောက်မှုမရှိတော့ဘူးမြို့သူမြို့သားတွေရဲ့အခန်းတွေကိုမိပိပြစ်မယ်လို့ညာကကြီးညာလိုက်တယ်ဒါကမဟုတ်သေးဘူးလေလူတွေအမောင်ထဲမှာနေလို့မရဘူးလို့စီကစိုးရင်တာကြီးပြောလိုက်တယ်ဘစ်ကတော့ကြောက်လွန်လို့စီရဲ့နောက်မှာပုံနေရှာတယ်ညာဟာကွန်ပျူတာတွက်ချက်မှုတွေကိုပဲသိပြီးလူတွေရဲ့အခက်အခဲကိုနားမလည်တော့ပုံရတယ်ဇေကညာကိုသွားတာဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ညာကကင်းတဲ့ဆက်ရုပ်တွေကိုလွတ်ပြီးဇေကိုဟန်တာခိုင်းလိုက်တယ်ဇေဟာကောင်းကင်ယံမှာပြန်တန်းရင်းဆက်ရုပ်တယုံတွေ့ချထဲကနေတွက်လက်စွာဖြတ်ကျော်နေရတယ်ပြီးငါရဲ့လက်အိတ်ကိုပြင်ပေးဦးစနစ်ထဲကိုဝင်ဖို့လို့တယ်လို့ဇေကအော်ပြောလိုက်တယ်ဘိဟာကြောက်နေတဲ့ကြားကနေဇေရဲ့လက်အိတ်ထဲကဝါယာကျိုးတွေကိုအမြန်ပြင်ပေးနေရတယ်ရပြီစီအခုသုံးလို့ရပြီလို့ဘစ်ကပြန်အော်ပြောလိုက်တယ်ဇေဟာမြို့တော်ရဲ့အဓိကစွမ်းအင်အနှစ်သာရရှိတဲ့နေရာကိုရောက်လာခဲ့တယ်။အဲ့ဒီနေရာကချီလင်းတဲ့ဖန်သားတိုင်ကြီးတွေနဲ့အရာကိုတပပြီးအေးဆက်နေတယ်။ဒီမှာပင်းညံရှိနေတာလို့ဇေကခတ်တိုးတိုးပြောလိုက်တယ်။ညာမင်းရဲ့တွက်ချက်မှုတွေကမားနေတယ်။လူတွေရဲ့ပျော်ရွှင်မှုကစွမ်းအင်ထက်ပိုအရေးကြီးတယ်လို့ဇေကပြောလိုက်တယ်။ပြီးတော့သူကောက်ရထားတဲ့ကလေးလေးတစ်ယောက်ရဲ့ပကြီးကားလေးကိုညာကိုပြလိုက်တယ်။ဒါကိုတွက်ချက်လို့ရမလားလို့ဇေကမေးလိုက်တယ်ညာဟာပကြီးကားလေးကိုမြင်တဲ့အခါခိတ္တများညင်ချသွားတယ်။ဇေကဆက်ခလုတ်ကိုနှိမ့်လိုက်ပြီးလူသားဆန်မှုစိုးတဲ့ပယုတ်ပယံကိုထည့်သွင်းပေးလိုက်တယ်။တမျိုးလုံးကအနိယာတွေဟာအေးချမ်းတဲ့အပြရာအဖြစ်ပြန်ပြောင်းသွားပြီးမိတွေလည်းပြန်လင်းလာခဲ့တယ်။ညီယုံမျိုးတော်ကြီးဟာအရင်ကထပ်ပိုပြီးတာယာသွားပါပြီ။နိပညာဆိုတာကောင်းမွန်တဲ့အရာဖြစ်ပေမဲ့လူသားတွေရဲ့မေတ္တာနဲ့ကိုချင်းစာတရားမပါရင်တော့အသစ်တရားမရှိပါဘူး။ဇေကတော့ပကြီးကားလေးကိုပိုင်ရှင်လေးစီပြန်ပေးရင်ပြုံးနေတော့တယ်